ဌာနဘက်ကိုဆီးရီးယားတောင်ပိုင်းခံတပ်အတွက်မော်စကိုဘက်က120မမလက်နက်ကြီးတွေအသင့်ရောက်နေပြီဖြစ်ပြီးထိုနေရာမှာယူကလစ်ပင်တွေစိုက်ပျိုးဖို့ဆီးရီးယားပေါင်6သိန်းလှမ်းတောင်းပါတယ်ဌာနဘက်ကလည်းလာမယ့်ဆန်လေးမှာငွေပို့လိုက်မယ်ဆိုတာကြောင့်တည်င်းလက်ခံရရှိကြောင်းဆက်သွယ်နေစဉ်တကားခောက်တံထွက်ပေါ်လာပါတယ်ဆက်သွယ်ရေးဆက်တွေကိုတေချာမသိမ်းမိလိုက်ပဲအဲ့ဒီနယ်အုတ်ခါတကားဖွင့်ပေးလိုက်တော့တန်မတ်ရဲ့ကိုရံတော်မစ္စတာဆူရာနီဖြစ်နေပါတယ်ရှေ့တစ်ပိုင်းမှာမော်ဆာဌာနချုပ်ဘက်ကိုတည်င်းပို့နေတဲ့ကာမဲထံတန်မတ်ရဲ့လုံခြုံရေးဆူရာနီရောက်လာပါတယ်သူဟာပုံမှန်ဆိုမဖိတ်ပဲလာတတ်တဲ့ဧည့်သည်မျိုးမဟုတ်ပေမဲ့ပူလုံးလို့ရေတစ်ခွက်လောက်တိုက်ဟန်တောင်းဆိုပါတယ်စိတ်သက်တေချာလုံးတဲ့လူဖြစ်တာကြောင့်ကာမဲနေထိုင်ရာနေရာကိုမျက်စိကစားရင်ဒမတ်စကတ်မှာအာနာရှိသူတွေနဲ့ပူးပေါင်းနေတိုင်းလူသတိမထားမိဘူးမထင်လိုက်နဲ့ဆိုကရေခွက်ကိုမတောက်ပဲဆက်သွယ်ရေးဆက်တွေဖွက်ထားတဲ့နာချလိုက်ပါတယ်အဲ့ဒီနောက်သူနဲ့လိုက်ခဲ့ပါဆိုပြီးရှေ့ကဦးဆောင်ကကားပေါ်မှာတော့မျက်နှာကိုအဝတ်နဲ့အုပ်ခိုင်းပါတယ်ရှုပ်ထွေးလာတဲ့ဒမတ်စကတ်မြို့ကိုဖျက်ဆီးလာပြီးနောက်တနေရာရောက်မှာကားပေါ်ကဆွဲချပြီးအခန်းတစ်ခုစီခေါ်ဆောင်ခံရပါတယ်မျက်နှာပေါ်အုပ်ထားတဲ့အဝတ်မဲကိုဖယ်ပေးလိုက်ပြီးဒီနေရာမှာပဲခဏဆောက်ပါလို့ပြောကထွက်သွားပါတယ်ခဏအကြာအခန်းထဲကလူတယောက်ထွက်လာပြီးသူဘသူလဲဆိုတာသိလာလို့မေးခွန်းထုတ်ပါတယ်ကံကြမ္မာတစ်ခုအတွက်တိုက်ပွဲဆိုတဲ့နာမည်ကြီးစာအုပ်ရေးသားသူ RS Socialist Bad Party ရဲ့ခေါင်းဆောင် Michel Aflaq ဖြစ်တိထားကြောင်းပြန်ဖြေလိုက်ပါတယ်ဒီကိုခေါ်လိုက်ရတဲ့ရည်ရွယ်ချက်ကတော့ Bad Party အနိုင်ရဖို့အတွက်ကာမဲလိုလက်ဖျားငွေသီးနေတဲ့စီးပွားရေးသမားတယောက်ကိုပါတီထဲတင်သွင်းနေနေတာဖြစ်ပါတယ် Bad Party ကိုထောက်ခံသူဟာနိုင်ငံတော်တစ္ဆာဖောက်မှုအဖြစ်တောင်ပုံမှန်တက်ခံရမှာဖြစ်ပေမဲ့အာရပ်ကဘာတစ်ခုလုံးကိုစိုးမိုးထားတဲ့ Bad Party ဟာမကြခင်အားလုံးကိုသိမ့်ပိုက်နိုင်တော့မှာလို့ပြောပြပါတယ်လက်သက်မွေးထားတဲ့စာဒန်ဟူစိန်လိုလူငယ်ခေါင်းဆောင်တွေရဲ့အကူအညီနဲ့ဆိုဆီးရီးယားကိုအသာလေးသိမ်းယူနိုင်တယ်လို့ယုံကြည်နေပါတယ်ပြီးတော့ကာမဲကိုဒီနေရာခေါ်လာသူကတန်အမတ်ဟာဗတ်စ်ကိုရိုင်းဖြစ်ပြီးအကူအညီတစ်ခုတောင်းကြရှိတယ်လို့ဆိုပါတယ်ကာမဲရဲ့အိမ်မှာပါတီပွဲတစ်ခုသူတို့ဘက်ကကျင်းပပေးမှာဖြစ်ပြီးထိုပွဲမှာမာစီရဲ့ဦးလေးဘူချုပ်အာတဲအပါဝင်အခြားနိုင်ငံရေးခေါင်းဆောင်တွေတက်ရောက်လာအောင်ဖိတ်ပေးဖို့တောင်းဆိုလိုက်ပါတယ်ဆီးရီးယားနဲ့အစ္စရေးနယ်စပ်ကိုဒန်တို့အဖွဲ့အလင်စလိုရောက်လာကြပါတယ်ဆာဖာစစ်တပ်ရဲ့ဒုဗိုလ်မှူးကရန်သူဖိုးဝင်မှာကိုတင်ရတဲ့အပြင်ဆီးရီးယားတို့အခိုင်အမာစခန်းရှိတဲ့နေရာအတိအကျကိုမှတ်ဖို့လွယ်ကူသွားကြောင်းပြောပြပါတယ်မှန်ဘလူးယူပြီးကိုရိုင်းကြည့်လိုက်တော့ဆီးရီးယားတို့ဟာကာမဲလက်ဆောင်အဖြစ်ဝယ်ပို့ပေးထားတဲ့တစ်ပင်တွေကိုသူတို့အရေးခိုဖို့အားကျုံမှန်တက်စိုက်ပျိုးနေကြတာဖြစ်ပါတယ်1963ခုနှစ်မတ်လ10ရက်နေ့ကိုရောက်လာပါပြီ။ဟာဗတ်တောင်းဆိုထားတဲ့အတိုင်းအိမ်မှာပါတီပွဲကျင်းပပေးရန်အတွက်နဲ့သူ့တဲ့အတွက်လိုအပ်တဲ့အတန်ဖတ်ဆက်နေရာစုံတက်ဆင်ပြီးစနစ်တကျပြင်ဆင်နေပါတယ်။ဒိတ်ဒိတ်ကျဲတထေးတွေအခမ်းမဲ့မိန်းကလေးတွေအားလုံးစုံလင်စွာရောက်လာပြီးမှစစ်ကောင်ဆောင်ဗိုလ်ချုပ်အာဒင်းရောက်လာပါတယ်။ပါတီရဲ့အကြောင်းရင်းကိုမသိရပေမဲ့ကာမဲဖိတ်ကြားထားတဲ့အတွက်တက်ရောက်လာခဲ့တာဖြစ်ပြီးစက္ကန့်ဗျူရိုရှိမှာတော့တန်မတ်ဟာဗတ်တယောက်စစ်သားအပြည့်စုံနဲ့အချိန်ခါကိုစောင့်နေပါတယ်။အဲ့ဒီနောက်ကိုရန်တော်ဆူဒါနီကဦးဆောင်ဝင်သွားပြီးအထက်ကအဆောင်စစ်သားတွေကိုပြစ်တက်ခါအရာရှိစစ်သည်တွေမရှိတဲ့စစ်တပ်ဗျူရိုကိုဝင်ရောက်စီးနင်းလိုက်ကြပါတယ်ဒီအခြေအနေကိုလုံးဝမရင်းမိတဲ့စစ်ကောင်ဆောင်အာဒင်းတို့အဖွဲ့ဟာဝီလစ်စလစ်ကောင်မလေးတွေကြားထဲနှမျောနေကြပြီးဘတ်ပါတီကလူတွေကတော့တနေရာပြီးတနေရာကိုဝင်ရောက်စီးနင်းနေကြပါတယ်တစ်ဖွဲ့ကရေဒီယိုထိန်းချုပ်ရေးခန်းကိုထိန်းသိမ်းလိုက်ပြီးဟာဖတ်တို့အဖွဲ့ကတော့ဗျူရိုကသမရအေဂိုစီကိုဖမ်းဆီးကတနက်နဲ့ထောက်ပြီးအတင်းကျပ်နှုတ်ထွက်ကြောင်းလက်မှတ်ထိုးခိုင်းနေပါတယ်ကောင်မလေးတွေနဲ့စိတ်ကြိုက်ပျော်ပါပြီးအတော်လေးမူးယူနေပြီဖြစ်တဲ့ဗိုလ်ချုပ်အာဒင်းကတော့ကာမဲပါတီဟာရန်ကောင်ဆောင်ချီကျူပြီးကားစီပြန်သွားစဉ်တစ်ဖွဲ့လုံးလုံးကြံခံလိုက်ရပါတော့တယ်ဒီကိစ္စမှာကာမဲပါဝင်ကြောင်းအခုမှရိပ်မိသွားတဲ့ဗိုလ်ချုပ်အာဒင်းကတော့စူးစူးဝါဝါစိုက်ကြည့်နေခဲ့ပါတယ်ကာမဲကိုယ်တိုင်လည်းဒီလောက်ထိမမျှော်လင့်ထားတာကြောင့်ထိတ်လန့်သွားပေမဲ့ဦးကြောင်ကြားမာစီကတော့သူ့ဦးလေးဖမ်းဆီးခံရတာကိုတော့မသိပဲအခုထိတနာယူကောင်းနေစေဖြစ်ပါတယ်ရေဒီယိုထိန်းချုပ်ရေးခန်းမှာတော့ဗိုလ်ချုပ်ဟာသွန်ရေးပေးထားတဲ့စာအတိုင်းအတန်လွတ်တာဝန်ခံစစ်ကဖတ်ပြနေရပါတယ်ဆီးရီးယားနိုင်ငံရဲ့တောက်ပတဲ့အနာဂတ်တစ်ခုကိုစတင်နိုင်ဖို့အတွက်သမရအေဂူစီကိုယ်တိုင်အာဏာလွှဲပြောင်းပေးခဲ့တဲ့အစိုးရသစ်တရက်တက်လာပြီဖြစ်ကြောင်းဖိအားပေးထုတ်ပြန်ခိုင်းလိုက်ပါတယ်။တနစ်ခန့်ကြာပြီးတဲ့နောက်အာရက်ကဘာရဲ့အကြီးကျယ်ဆုံးဆီးရီးယားနိုင်ငံရဲ့18နှစ်မြောက်လွတ်လပ်ရေးနေ့ပွဲကိုကာမဲတယောက်တက်ရောက်လာပါတယ်။သမရအသစ်ဖြစ်လာတဲ့ဟာဖတ်စာ SIF ကိုပြန်ကြားရေးဝန်ကြီးယာတို့ယူခိုင်းနေတာမို့ရှေ့ကဝန်ကြီးတွေဘလို့အဆုံးသတ်သွားလဲသိနေတဲ့ SIF တယောက်ထိတ်လန့်နေပါတယ်။ပုံမူအာဏာရလာတဲ့ဆူဒါနီကလည်းကာကွယ်ရေးဒုဝန်ကြီးကိုပါတည်င်းရောင်းစားမှုနဲ့ထောင်ထဲထည့်လိုက်တဲ့အထိဆိုးရွားလာပါတယ်။စကားတပြောပြောနဲ့အပေါ်တက်သွားတဲ့ကာမဲကိုမာစီကလှမ်းအော်ခေါ်ခဲ့ပြီးမဲ့မတိကျအောင်ဆောင်နေလိုက်ပါတယ်။အဲ့ဒီနောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပွဲကိုတမရယာတို့ယူထားတဲ့ဟာဗတ်တို့လင်မယားတက်ရောက်လာပါတယ်။ဟောပြောပွဲအတွင်းရောက်နေတဲ့ဟာဗတ်ကိုအာရတ်လူမျိုးတယောက်ကလာခေါ်သွားတာကြောင့်အခြေအနေစုံစမ်းရန်ထားလိုက်သွားပါတယ်။ဟာဗတ်နဲ့ငင်းခုန်နေတဲ့ထိုးလူကိုဓာတ်ပုံရိုက်ယူပြီးဌာနဘက်ပို့လိုက်တော့ Saudi Arabia ဆောက်လုပ်ရေးလုပ်ငန်းရှင်မိုဟာမက်ဘင်လာဒင်လို့သိလိုက်ရပါတယ်။အားလုံးသိကြတဲ့အတိုင်းမိုဟာမက်ဘင်လာဒင်ဆိုတာအဲကိုင်းနာကောင်းသောအိုစမာဘင်လာဒင်ရဲ့ဖခင်တထေးကြီးဖြစ်ပါတယ်။မော့ဆာဘက်ကဒီလူဆီးရီးယားကိုဘာကြောင့်ရောက်နေလဲဆိုတာအဖြေရှာမရပဲဆီးရီးယားပြည်သူတွေကိုတော့အသိမပေးတဲ့ဆောက်လုပ်ရေး project ဆိုတာအစ္စရေးတို့နယ်စပ်နဲ့စစ်မျက်နှာဆိုင်နေတဲ့ Shella Test ကန်ကိုတခုခုတိစောက်ဖို့ဖြစ်နိုင်ကြောင်းမာယာကထောက်ပြပါတယ်။ဒီတော့ဘင်လာဒင်ဘာလုပ်နေလဲဆိုတာသိအောင်သာစုံစမ်းပြီးထိတ်ထိုက်မတွေ့ရန်နဲ့သတင်းပို့ချိန်ကိုမနက်၈ည၈နှစ်ကြိမ်ပြင်အခြားအချိန်တွေမှာထပ်မပို့ရန်အလီထန်သတင်းပို့ခိုင်းလိုက်ပါတယ်။သတင်းနဲ့ပြန်ကြားရေးဌာနကိုစိတ်ကြိုက်ဝင်ထွက်နိုင်နေပြီဖြစ်တဲ့ကာမဲဟာထိတ်တန်လျှို့ဝှက်ချက်ဆိုတဲ့သတင်းတွေကိုတော့ချွေးတစမကြသေးပဲထိုင်ဖက်နေနိုင်ပြီဖြစ်ပါတယ်။ပြီးတော့ပြန်ကြားရေးဝန်ကြီးဖြစ်လာတဲ့ SIF ကိုမိုဟာမက်ဘင်လာဒင်ရဲ့အကြောင်းစုံစမ်းကြည့်တော့ကာမဲအသက်ခံရမယ့်လျှို့ဝှက်ချက်မျိုးကိုတော့သူပြော
ပြောမပြနိုင်ကြောင်းဆိုပါတယ်ပရိဘော်ကဆိုင်မှာရှင်ရဲ့သမီးဆယ်လီဟာကိုအဝတ်စားလိုက်ဝယ်ပြီးနေစဉ်ဆိုင်ကမော်ဒယ်မင်းအချုပ်ဆက်ကိုမြင်လာနဲ့အန်တိတ်အချုပ်ဆက်တစ်လုံးကြောင့်မကြာခဏထိခိုက်နေသူနဒီယာကိုတတိယသွားတဲ့အတွက်အခြားနိုင်ငံကိုရောပို့ပေးလာလို့မေးလိုက်ပါတယ်အဲ့ဒီနောက်ဆယ်လီဟာနဲ့အတူသမရအသစ်ဟာဖတ်ရဲ့ပါတီပွဲကိုတက်ရောက်လာရင်ဗိုလ်ချုပ်အာဒင်တယောက်ထောင်ထဲမှာကျိုးဆွဲချတည်ကြောင်းကြံခဲ့ကြောင်းသိလိုက်ရပါတယ်ဒီသတင်းကိုတော့ပြန်ကြားရေးဝန်ကြီးအသစ် Safe ထံကသိခဲ့ရတာဖြစ်ပြီးကာမဲဟာသူ့ပြောကကြောင့်ထောင်ထဲမှာနေ့စဉ်နှိပ်စက်ခံနေရသူဗိုလ်ချုပ်အာဒင်အတွက်စိတ်မကောင်းဖြစ်မိသွားပါတယ်တိတိတတ်တာမျက်နှာပြက်နေရကိုပြန်ထိန်းတဲ့အနေနဲ့ဘတ်ပါတီခေါင်းဆောင်ဟာဖတ်စာစီးရီးယားကိုတစ်ဆင့်မြင့်တင်ပေးနိုင်မယ်လို့မြောက်ပင့်ပြောနေစဉ်ဟာဖတ်တယောက်နောက်ကရောက်လာပါတယ်ပြီးတော့နောက်ထပ်အကူအညီတစ်ခုတောင်းစရာရှိတာမို့ညသာစားပွဲပြီးရင်လသာဆောင်ကိုတက်လာခဲ့ရန်မှားသွားပြန်ပါတယ်လသာဆောင်မှာဗရီးစိတ်နေတဲ့ကာမဲတယောက်နောက်ကအတန်ပေးပြီးရောက်လာသူဟာသူမမျှော်လင့်ထားတဲ့မိုဟမ်မက်ဘင်လာဒင်ဖြစ်နေပါတယ်တာဘတ်ဖူးကုံသွင်းကုန်လုပ်ငန်းအဖြစ်အခြားနိုင်ငံတွေကိုတင်သွင်းတဲ့အခါဘယ်စိတ်ကမ်းတွေကနေတင်သွင်းလဲဆိုတာနဲ့သူ့အတွက်ယူဂိုစလာဗီးယားနိုင်ငံဘက်ကစိုက်ပျိုးရေးသုံးစက်ပစ္စည်းအချို့ကိုလျှို့ဝှက်စာသယ်ပေးနိုင်မလားလို့မေးလာပါတယ်ဒီပြေးထွက်လာတဲ့ကလေးကတော့အော့စမာဘင်လာဒင်ပါမော့ဆာဌာနချုပ်ဘက်မှာတော့တတ်မှတ်ထားတဲ့အချိန်မဟုတ်ပဲသတင်းရတိုင်းပို့နေတဲ့ကာမဲကြောင့်နောက်ထပ်ခေါင်းစားနေကြပြန်ပါတယ်ကာမဲတင်ပို့မဲ့ပစ္စည်းတွေထဲမှာရုရှားလောက်ချေယာကန်ဆက်တစ်ခုတက်ဆင်ပေးလိုက်မှာဖြစ်ပြီးဒီတစ်ခေါက်မစ်ရှင်ပြီးရင်တော့ယ်လီကိုအစ္စရေးပြန်ခေါ်ပြီးအနားယူချိန်ပေးမှဖြစ်မယ်လို့မစ္စတာဂျေကော့ကိုတောင်းဆိုလိုက်ပါတယ်သူဟန်ဆောင်ပြီးတွဲနေတဲ့ဆယ်လီဟာကလည်းသူမကိုလက်ထပ်တောင်းယူမဲ့အစီအစဉ်ရှိနေရလားလို့သူမအဖေကမိကန်ကြောင်ပြောပြနေပါတယ်ယ်လီကတော့တခွန်းမှမဟပဲမတိကြအောင်သာစောင့်နေပါတယ်အိမ်ရှိရောက်ခံဒီမှာတော့တငယ်ချင်းဟောက်မာစီကသူ့ကိုလာစောင့်နေပြီးသူ့ဦးလေးအာဒင်အဖမ်းခံရမှာကိုကြိုသိနေကြလားလို့မေးပါတယ်ဒီတစ်ချိန်မှာလည်းနှုတ်ဆိတ်နေပြန်တဲ့ကာမဲကိုမာစီကတော့တတွေးနဲ့အာရပါရထွေးသွားပါတယ်ဒီကိစ္စပေါ်ဒေါသထွက်သွားတဲ့ကာမဲဟာမစီမဆိုင်ဆယ်လီယာကိုတက်စိန်ချိုချိုးပြီးသူနဲ့မပတ်သက်နဲ့တော့လို့မောင်းထုတ်လိုက်ပါတယ်အခန်းထဲပြန်ရောက်လာတော့လေပစ္စည်းအလုံးကိုလွှင့်ပစ်ပြီးသူ့တငယ်ချင်းသူ့ပေါ်ကောင်းခဲ့တဲ့သူတွေပေါ်တစ္ဆာဖောက်ခံပြီးတဲ့အတွက်တရှိုဘွားကိုပထမဆုံးစိတ်ပြက်လာပါတယ်အကြီးဆုံးမလေးဆိုဖီမွေးစင်ကတစ်ခေါက်ပြန်လာခဲ့တဲ့ယ်လီဟာကလေးနှစ်ယောက်တောင်အတော်လေးအရွယ်ရလာတဲ့အထိစာမလာသတင်းမကြားတာကြောင့်ကလေးတွေစီသူတို့အဖေစာပို့နေသေးအောင်သူမကိုယ်တိုင်စာရေးသူမကိုယ်တိုင်စာလိုက်ပုံနဲ့တွက်ထည့်ထားပြီးကလေးတွေပြောအောင်လီဆယ်နေရပါတယ်မော့ဆက်ရုံဘက်မှာလည်းည8 နာရီဂျူတီချိန်ပြီးယ်လီရဲ့သတင်းကိုလက်ခံမဲ့လူကတော့သူ့ရဲ့ညီမော်ရစ်ကိုဟန်ဖြစ်နေပါတယ်ထိုစဉ်ကဆီးရီးယားနဲ့အစ္စရေးကန်နေတဲ့ကမ္ဘာဖလားပွဲစဉ်ရှိပြီးယ်လီမော်ရစ်နဲ့ဆီးရီးယားဗျူရိုရုံးကသမရဟာဗတ်စ်တို့အဖွဲ့လည်းထိုင်ကြည့်နေကြပါတယ်အများတန်းစကားပြောဖို့မရှိအထီးကျန်နေတဲ့ယ်လီဟာတစ်ဖက်သတင်းလက်ခံသူကိုမော်စကိုကနေ message ပို့နေမိပါတယ်ငါတို့ဟာစစ်ပွဲနဲ့အနိုင်ယူရမှာမဟုတ်ပဲဘောလုံးလိုအားကစားမှာအနိုင်ယူရမှာလို့ပို့နေအစ္စရေးတို့ဘက်ကတကိုးသွင်းယူလိုက်ပါတယ်ငကိုကလေးကဝါသနာလည်းမပါတကိုးလည်းအတွင်းခံလိုက်ရလို့စိတ်ပြက်လက်ပြက်ဆက်လေးထွက်တောက်နေတဲ့ဆူဒါနီယာအဆောင်ကိတ်ရုံတွေကစစ်သားတယောက်ဟာရေဒီယိုလိုင်းနောက်ဆက်မှုကြောင့် TV လိုင်းမမိကြောင်းညီးတွားနေရကိုမြင်လိုက်ရပါတယ်ဒီချိန်ယ်လီကလည်းစင်ကာရောက်ပြီလားဆိုတဲ့ကုတ်တစ်ခုပို့နေချိန်ဖြစ်တာကြောင့် TV လိုင်းထစ်တဲ့ပြဿနာဟာမနက်တစ်ချိန်ညတစ်ချိန်နဲ့အချိန်ကိုတော့တေချာမမှတ်ထားမိကြောင်းအဆောင်တက်သားထံကသိသွားပါတယ်နောက်တစ်ရက်မှာတော့တာဘတ်ပို့ကုန်သွင်းကုန်လုပ်ငန်းနဲ့ချိတ်ဆက်တင်သွင်းလာတဲ့ဘင်လာဒင်ရဲ့ပစ္စည်းတွေကာမဲထံရောက်လာပြီဖြစ်ပါတယ်အထဲမှာဘာတွေပါလဲဒီပစ္စည်းတွေကိုဘာအတွက်သုံးပါလဲဝင်လေးလာနေစဉ်ဘင်လာဒင်ရောက်လာပြီးအခုကစသူ့တောင်ဝင်လို့ဆိုကပစ္စည်းတွေယူသွားတော့မယ်လို့ပြောပါတယ်ရှာလာဆိုတဲ့နာမည်တစ်ခုကိုရေရွတ်လိုက်ပြီးဒီ project မှာသူ့ကိုပါခေါ်သွားပြီးပါလို့ပြောတဲ့အခါဒေါသတကြီးပြန်လှည့်လာတဲ့ဘင်လာဒင်ကမင်းစိတ်ဝင်စားနေတဲ့အရာကဘာဆိုတာနားမလည်ဘူးထင်တယ်လို့ပြောပြီးပစ္စည်းတွေကိုယူဆောင်သွားပါတယ်ပြန်ကြားရေးဝန်ကြီး Safe တယောက်ကာမဲစီကအခန်းငါပြီးသူ့ရဲ့ secretary ဝန်ထမ်းနဲ့အတူဟိုတယ်တစ်ပွဲအသုံးချရန်ရောက်လာပါတယ်ကာမဲကလည်း Safe ရဲ့အခန်းထဲကိုခိုးဝင်ပြီးသူအပြီးသက်မဖတ်ရသေးတဲ့လျှို့ဝှက်ဖိုင်တွေကိုလှန်လောရှာဖွေကဘင်လာဒင်တိစောက်မဲ့ project ဟာရေသက်စခန်းဆိုတာနဲ့မှတ်တမ်းတပ်ပုံတွေရိုက်ယူနေစဉ်ကိုရန်တော်ဆူဒါနီရောက်လာပါတယ်။ Safe ကိုရှာနေတာပါလို့ပြောပေမဲ့သူနဲ့အတူခေါ်သွားပြီးသမရအခန်းစီလိုက်ပို့ပေးပါတယ်။ရေနှခွက်ခတ်ယူလာတဲ့ဟာဖတ်ကဘလောက်ရှေ့ကြတဲ့တတ္တဝါဖြစ်ဖြစ်ရေမရှိပဲအသက်မရှင်နိုင်ကြောင်းရေအရင်းမြစ်ရှားပါတဲ့ဘယ်နိုင်ငံမှမကြီးပွားနိုင်တဲ့အကြောင်းနဲ့အိန္ဒိယနိုင်ငံတွေနဲ့စစ်ခင်းနေရတာဟာလည်းရေအရင်းမြစ်တော့ပဲလို့ရှင်းပြနေပါတယ်။ကာမဲကတော့ရုတ်တရက်ကြီးသူ့ကိုဘာလို့ဒီအကြောင်းတွေပြောပြနေရတာလဲမေးကြည့်တော့ဆူဒါနီကိုအခန်းပြင်ထုတ်လိုက်ပါတယ်။သမရဟာဘတ်စာသူ့အင်္ဂါညသာစာပွဲမှာကာမဲပြောခဲ့တဲ့ဘတ်ပါတီဝင်တယောက်လိုပါပဲဆိုတဲ့စကားကိုပြန်ပြောရင်သူ့နောက်ွယ်ကအကောက်ကြံချက်စီသူတွေကြောင့်ညဘက်တွေအဲ့လိုတော့မပြောကြောင်းပြောနေပါတယ်ပြီးတော့မေကုန်းတစ်ခုမေးမယ်ရိုးရိုးသားသားဖြေပေးပါဒီဘက်မှာမအောင်မြင်ခဲ့တဲ့စစ်စင်ရေးများလာရတဲ့အကြောင်းရင်းကတရှိုတယောက်ရှိနေတဲ့အကြောင်းထင်တယ်ဆိုတဲ့ဆူဒါနီရဲ့ထင်မြင်ချက်ဟာမှန်နေပြီလားလို့မေကုန်းထုတ်ပါတယ်သူဟာဆူဒါနီကိုဘလောက်ယုံတယ်လဲဆိုရင်ကာကွယ်ရေးဒုဝန်ကြီးကိုတော့ဆူဒါနီရဲ့တန်တရားကြောင့်ယာဒူးကထုတ်ပယ်ပစ်လိုက်တာမို့ကာမဲကိုလည်းမိသားစုဝင်အနေနဲ့သတ်မှတ်ထားတာကြောင့်ဆီးရီးယားနိုင်ငံရဲ့ကာကွယ်ရေးဒုဝန်ကြီးနေရာကိုတာဝန်ယူစေချင်တယ်လို့ပြောလာပါတယ်ဒါမမျှော်လင့်ထားတဲ့အံ့ဩစရာမက်လုံးကြီးဖြစ်တာမို့သူကိုယ်တိုင်မဆုံးဖြတ်ရတဲ့အတွက်အစ္စရေးမောသတ်ဌာနနဲ့ဆွစ်ဇာလန်မှာစုံပြီးအကူအညီယူခဲ့ရပါတယ်နဒီယာရဲ့အိမ်မှာယ်လီရဲ့ညီကိုမောင်နှမတွေဒင်နာလာစားနေကြပါတယ်ရုံးကအပြန်နောက်ကျမှရောက်လာတဲ့မော်ရစ်တယောက်လက်သေးရန်အသွားအချုပ်ဆက်အသစ်တစ်လုံးကိုမြင်ပြီးဆီးရီးယားဘက်ကညှို့ဝှက်အေဂျင့်လှမ်းပို့ဘူးတဲ့စင်ကာရောက်ပြီလားဆိုတဲ့ကုတ်ရဲ့အဓိပ္ပာယ်ကိုသဘောပေါက်သွားပြီးနဒီယာကိုလှမ်းကြည့်လိုက်မိပါတယ်
ရှေ့တစ်ပိုင်းမှာသမရအသစ်ဖြစ်လာတဲ့ Harvest တယောက်ကာမဲကိုဆီးရီးယားနိုင်ငံရဲ့ကာကွယ်ရေးဒုဝန်ကြီးအဖြစ်တာဝန်ပေးခြင်းနေပါတယ်။ Ellie ရဲ့ညီ Maurice Cohen ဟာလည်း Nadia ရဲ့အိမ်ကိုလာလည်ရင် Syria spy လုပ်နေသူက Ellie ဖြစ်ကြောင်းရေးမိသွားပါတယ်။1964ခုနှစ်ဩဂတ်လမှာစိုက်ပျိုးရေးပစ္စည်းတင်ပို့ရတဲ့ mission ပြီးသွားလို့ Ellie တယောက် Israel ကိုပြန်ရောက်လာပါတယ်။အချိန်ဘယ်လောက်ကြာသွားလဲမသိပေမဲ့သူ့ကလေးနှစ်ယောက်တောင်အတော်လေးအရွယ်ရောက်နေပြီးသူ့ကိုသစိမ်းလိုကြည့်နေကြပါတယ်။ Israel ဝန်ကြီးချုပ် Eshkol ရဲ့ရုံးခန်းအတွင်းမှာတော့နေဆက်ကစီးစိမ်းရမျက်နှာခုအတွင်းဆီးရီးယားတို့ရဲ့ရေစုပ်ဆက်နဲ့သာစုပ်ယူခဲ့ရင် Israel တနိုင်ငံလုံးရေမရနိုင်တော့မဲ့ကိစ္စအတွက်ဆွေးနွေးနေကြပါတယ်။အဲ့ဒီရေစုပ်ဆက်တိစောက်ထားရဒီနေရာကလည်းဆီးရီးယားရဲ့ Shela တပ်စခန်းမှာဆိုတော့အခုချိန်ဝင်ရောက်တိုက်ခိုက်လိုက်တာနဲ့ကာမဲသတင်းပို့နေရဆိုတာရိပ်မိသွားကြမှာဖြစ်ပါတယ်။အကယ်၍လေကြောင်းကနေတိုက်ခိုက်ဖို့စီစဉ်ပြီးနေပြီဆိုရင်လည်း Ellie ကိုဆီးရီးယားထံပြန်မပို့တော့ပဲ Israel ပြန်ရောက်နေတဲ့အတိုင်းထားလိုက်ဖို့ဒဏ်ကတင်ပြပါတယ်။သို့ပေမဲ့ဝန်ကြီးအပါဝင်အရာရှိအားလုံးကတော့ဆီးရီးယားတို့ရဲ့နောက်ထပ်ခြေလှမ်းတွေကိုထပ်မံသိကျင်နေသေးတဲ့အတွက်ကာကွယ်ရေးဒုဝန်ကြီးအောင်ဖြစ်လာတော့မဲ့ Ellie ကိုဆီးရီးယားမှာဆက်လက်နေခိုင်းဖို့သာဆုံးဖြတ်လိုက်ပါတယ်။မာယာကတော့ကာမဲဆီးရီးယားကိုပြန်ရောက်မှတိုက်ခိုက်မှုစတင်ပြီးကာကွယ်ရေးဝန်ကြီးအဖြစ်မျက်နှာရအောင်လဲဆီးရီးယားဘက်ကတိုက်ပွဲအနှဲငယ်အရှုံးပေးလိုက်ဖို့မယုံမလွန်အခြေအနေတစ်ခုအကြံပေးပါတယ်။အိမ်ပြန်ရောက်နေတဲ့ Ellie ကတော့မိသားစုတွေနဲ့ပျော်ပျော်ပါးပါးစားတော့ရင်သူရောမမှာဘလို့နေခဲ့တယ်ဆိုတဲ့အကြောင်းတွေလိမ့်လည်ကြွားလုံးထုတ်နေပါတယ်။ Agent 88ဖြစ်ရိပ်မိထားတဲ့ Maurice ကတော့ရောမကဘဲဟိုတယ်မှာတဲခိုနေထိုင်ခဲ့တာလဲလို့ဝင်မေးပါတယ်။အကြောင်းမသိကြတဲ့မိသားစုဝင်တွေအားလုံးဟာ Ellie ဖောသမျှပါဇက်အဟောင်းသားနဲ့လိုက်နားထောင်နေကြပေမဲ့အနားကိုရောက်လာတဲ့ Maurice ကတေလိုက် Ellie လို့ပြောပြီးအိမ်ပြန်ထွက်သွားပါတယ်။သူကိုယ်တိုင်လဲ Maurice ဘာဖြစ်နေမှမသိတဲ့အတွက်လိုက်မေးတဲ့အခါမင်းကိုနာမည်ဘယ်လိုခေါ်ရမလဲ Ellie သို့မဟုတ် Agent ဒီအိတ်လာလို့ပြန်ပေးရအကြောင်းအထင်မှားနေကြောင်းသာပြောလိုက်ပါတယ်။ကလေးနှစ်ယောက်နဲ့ Nadia ရဲ့မျက်နှာကိုထောက်ပြီးပြန်မသွားပဲအလုတ်ထွက်လိုက်ဖို့သာတတွင်တွင်မှာပြီးစားတော့ဝိုင်းမှာဝင်ထိုင်နေလိုက်ပါတယ်။ညရောက်တော့မော့ဆက်ယုံကိုဖုန်းဆက်ပြီးသူတရှိုလုံးနေတယ်ဆိုတာကိုသူ့ညီသိသွားတဲ့ကိစ္စအတွက်အလုတ်လောက်တာပေါ်ရောတဲ့ကောင်တွေလို့ဒေါသတကြီးဆဲဆိုလိုက်ပါတယ်။အိမ်ပြန်ရောက်တော့လဲဒေါသစိတ်နဲ့စကားတွေအမှားမှားယွင်ယွင်ပြောမိပြီး Nadia မရိပ်မိအောင်နောက်တရက် TV တွေအချုပ်ဆက်တွေနဲ့ဖုန်းတွေပါလိုက်ဝယ်ပြီးနေတဲ့အချိန်ပစ္စည်းအဝယ်ဘောက်ချပြခိုင်းတဲ့လုံခြုံရေးတွေနဲ့ပြဿနာအကြီးကျယ်တက်ခဲ့ပြန်ပါတယ်။နိုင်ငံရေးကစားသူတွေလောက်ကျန်တက်ဖြတ်သူတွေနဲ့ရန်သူနယ်မြေထဲနှစ်ပေါင်းများစွာကျင်လည်လာခဲ့ရတဲ့ကာမဲတယောက်အရင် Ellie ရဲ့အကျင့်ကောင်းတွေပျောက်လာပြီဖြစ်ပါတယ်။အရင်ကတည်းကတန်တရားရှိနေတဲ့ Nadia ကလည်းမာဇီအာဒင်စားတဲ့နာမည်တွေကိုအရင်ရောင်ရောင်အော်ခေါ်တတ်တဲ့ Ellie နဲ့ Ellie ရဲ့အလုပ်ပေါ်ယုံကြည်မှုမရှိတော့ပါဘူး။ဒါတွေကို Ellie ကိုယ်တိုင်လည်းလက်ခံနေရပြီးကာမဲအဖြစ်ဟန်ဆောင်နေလာရင်နဲ့ Ellie ဖြစ်အောင်ပြန်ကြိုးစားနေရပါတယ်။ဒန်ကတော့အိမ်ပြန်ရောက်တော့အပြည့်အဝအနားယူလိုက်ပါ။မကြခင်ဆီးရီးယားကိုပြန်သွားပြီးကာကွယ်ရေးဝန်ကြီးရာထူးကိုလက်ခံဖို့နဲ့ပရိဘော်ကဆိုင်မိုင်ရှင်ရဲ့သမီးဆယ်လီဟာနဲ့ပြန်တွဲပြီးဟန်မပြတ်နေဖို့မှာနေပါတယ်။အစ္စရေးမှာနေတဲ့ညတိုင်း Ellie အတွက်အိမ်မဆိုးတွေနဲ့သာရုန်းကန်နေရပြီးလက်နိုးလာတဲ့အချိန်တိုင်းသူဘာပဲဖြစ်သွားပါစေ။ Nadia ကိုသာအချက်ဆုံးပါဆိုတဲ့စကားကိုအမြဲမှားနေပြီးအလုပ်ကိစ္စပြန်သွားရမှာကိုလည်းကြောက်နေရလို့ပြောပူပါတယ်။ Nadia ကလည်းဇနီးပိသားသွားနဲ့အစိုးရဘက်ကဘာခိုင်းခိုင်းညင်းပြီးအလုပ်ထွက်လိုက်ပါ။သူမဘလို့နေရအဆင်ပြေပါတယ်ဆိုပေမဲ့ရက်အနေငယ်အကြာမှာတော့ဇနီးနဲ့သမီးနှစ်ယောက်ကိုထားပြီးကာမဲအဖြစ်ဆွစ်ဇာလန်ကိုပြန်လည်ရောက်လာခဲ့ပြီးထူးဆန်းတဲ့အပြုအမူနဲ့ဆာလင်ဂါရဲ့ဇနီးဘန်ဒါကိုပါအသေးချာနှုတ်ဆက်ခဲ့ပါသေးတယ်။တခုခုအပေါ်လေးလံထိုင်းမှနေတဲ့ Miss Panda လည်း Ellie ကနေကာမဲအဖြစ်ပြောင်းလဲသွားတဲ့အကျွင်းကြံတွေကိုကြည့်နေမိပါတယ်။နှစ်ပတ်ကြာပြီးနောက်ကာကွယ်ရေးဒုဝန်ကြီးဖြစ်လာတဲ့ကာမဲကိုကိုလိုနယ်ဟာတွန်နဲ့ပြန်ကြားရေးဝန်ကြီး Sifto ကပါတီပေးကုန်ပြုကြပါတယ်။ဒီယာရုကိုသူလက်ခံတယ်ဆိုတဲ့အကြောင်းကိုတော့သမရ Harvest ကိုအသိမပေးရသေးပဲ Harvest တယောက်တရှိုးအမြောက်များပေါ်ထွက်လာတဲ့ကိစ္စအတွက်စိတ်ဆင်းရဲနေရလို့သိရပါတယ်။အဲ့ထဲမှာစစ်ဘက်ဆိုင်ရာယာရုကြီးတွေလည်းပါဝင်နေပြီးဆူဒန်ရဲ့လက်သွမ်းပြမှုနဲ့အမေရိကန်ထိလိုက်လံဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။အဲ့အချိန်မှာပဲမီးပြတ်သွားပြီးဒမ်မတ်စကတ်မြို့ဟာဒီရက်ပိုင်းအတွင်းအပြောင်းလဲတွေရှိလာကြောင်းပြောဆိုနေကြတဲ့သူတို့နောက်မှာတော့ကားတစ်စီးမောင်းနှင်သွားပါတယ်။အဆိုပါကားပေါ်မှာတော့ဆူဒန်နဲ့အဖွဲ့သားတွေဟာတမျိုးလုံးအနှံ့ဆက်သွယ်ရေးလိုင်းထုတ်လွှင့်မှုရှိမရှိလိုက်လံစစ်ဆေးနေပါတယ်။စစ်ဆေးတဲ့အခါမှာလည်းကြားဖြတ်ယူရတဲ့အတန်လိုင်းနှောက်ယှက်ခြင်းမရှိအောင်ထုတ်လွှင့်မှုကိုအမိရယူနိုင်စေရန်လျှက်စစ်လိုင်းအားလုံးဖြတ်တောက်ထားတာဖြစ်ပါတယ်။ကာမဲတယောက်အိမ်ပြန်ရောက်လာတဲ့ပြိုင်နက်တစ်ဖက်အဘူရာမန်ဒီရက်ကွက်အနီးမှာထုတ်လွှင့်မှုဖမ်းမိတယ်ဆိုတဲ့သတင်းပေးမှုကြောင့်အဲ့ရက်ကွက်ကိုမီးဖြတ်ပြီးချင်းကပ်လာပါတယ်။စောင့်ကြည့်ခံနေရကြောင်းမသိသေးတဲ့ကာမဲဟာမော့ဆာဌာနချုပ်ဘက်ကိုဆီးရီးယားစစ်ဘက်ဆိုင်ရာတရှိုးနှစ်ယောက်ဖမ်းဆီးခံရပြီးနောက်လာမှာသူတို့ကွက်မြက်ခံရမယ့်ကိစ္စကိုဆက်လက်သတင်းပို့နေခဲ့ပါတယ်။ဌာနဘက်ကလည်းရှယ်လေတက်စကန်ကိုတိုက်ခိုက်တော့မယ်လို့ပြန်ပို့နေချိန်မှာတော့ဆူဒန်နီတို့အဖွဲ့ကတရားမဝင်ထုတ်လွှင့်လိုင်းတွေကိုအမိရဖမ်းယူနိုင်လိုက်ပြီဖြစ်ပါတယ်။သို့ပေမဲ့ကာမဲကပစ္စည်းတွေသိမ်းဆည်းလိုက်တာကြောင့်ဘယ်အိမ်ဘယ်အဆောက်အဦတွေကထုတ်လွှင့်နေလဲမသိလိုက်ပဲထိုနေရာအနီးတစ်ဝိုက်လို့သာမှတ်ယူလိုက်ပါတယ်။အစ္စရေးနိုင်ငံမော့ဆက်ယုံကဒန်နဲ့မစ္စတာဂျေကော့တို့ဟာရှယ်လေကိုတိုက်ခိုက်မဲ့သတင်းစောင့်နေစဉ်ဖုန်းဝင်လာပြီးလေယာဉ်တွေတက်သွားပြီဖြစ်ပြီးတိုက်ခိုက်ရန်9မိနစ်လိုလိုသတင်းပို့ပါတယ်။တစ်ဖက်မှာတော့သမရ Harvest နဲ့ကာမဲတို့ဇုံတွဲတွေညသာစားနေကြပြီး Harvest ဟာဂျော်ဒန်စစ်တပ်ကိုရန်ပုံငွေထောက်ပံ့ဖို့သဘောတူလိုက်ပြီ
ပြီးဖြစ်ကြောင်းပြောပြနေပါတယ်ဒီတော့ဂျော်ဒန်စစ်တပ်ရဲ့ခေါင်းဆောင်အာရာဖတ်ဆိုသူရဲ့ဂါရီလာစစ်တပ်ကိုဆီးရီးယားနိုင်ငံအတွင်းမှာလေ့ကျင့်ခွင့်ပေးပြီးအစ္စရေးတို့ကိုတိုက်ခါဖျို့ဖျဲဖြစ်အောင်လုပ်ခိုင်းမဲ့ကိစ္စကိုကာကွယ်ရေးဒုဝန်ကြီးအသစ်ဖြစ်လာတဲ့ကာမဲနဲ့အတူစီစဉ်ကြမှာဖြစ်ပါတယ်ဒီအချိန်မှာပဲရုတ်တရက်မြေကြီးတွေပါတုန်ခါလာပြီးတိုက်လေရင်အတန်တွေနဲ့အတူနေသက်ရှယ်လာတက်စကန်ဟာအကြီးကျယ်တိုက်ခိုက်ခံလိုက်ရပါတယ်ပုံမှန်အတိုင်းည8 နာရီအချိန်သတင်းပို့ရန်တိန်းထားတဲ့ဆက်သွယ်ရေးပစ္စည်းတွေယူနေစဉ်မီးပြတ်သွားပြီးချိန်လုံးဖမ်းယူမဲ့ကားတွေဟာကာမဲနေထိုင်ရာရက်ကွက်အတွင်းတဲမတ်စွာမောင်းလာနေကြပါတယ်ကာမဲပို့တဲ့သတင်းရှယ်လက်စကန်ကြီးမားစွာထိခိုက်ပြီးနောက်စစ်တပ်ကနေရာအနှံ့ဆိုတာနဲ့ဌာနဘက်ကပို့လာတဲ့ငြိမ်ငြိမ်နေလိုက်တော့ Agent 88ဆိုတဲ့ message တို့ကိုကားနဲ့စုံစမ်းနေသူတွေဟာချိန်လုံးဖမ်းမိလိုက်ပေမဲ့ကာမဲအိမ်နာအရောက်မှာထပ်မံပျောက်သွားပြန်ပါတယ်ဆက်သွယ်ရေးရက်ဆိုင်ပြီးတဲ့ကာမဲတယောက်တခုခုတတိယသွားတာနဲ့ဆက်ကိုပြန်တက်ပြီးဟာဗတ်စီကတီးရတဲ့ဂျော်ဒန်စစ်တပ် operation အကြောင်းထပ်မံပူလိုက်တဲ့နောက်ကားပေါ်ကထောက်လှမ်းရေးဗိုလ်မှူးဟာနေရာအတိအကျကိုတည်သွားပြီးဆူဒါနီစီလိုက်ပို့ပေးရန်ပြောလိုက်ပါတယ်1965ခုနှစ်ဇန်နဝါရီလ24ရက်နေ့ဒမတ်စကတ်မြို့ရဲ့မြို့လယ်ကောင်ကြီးကိုဆီးရီးယားစစ်သားအများပြားဝင်ရောက်လာနေကြပါတယ်လမ်းသွားလမ်းလာတွေကိုတနက်တွေနဲ့ချိန်ကပိတ်ဆို့ထားပြီးအဆောက်အဦတစ်ခုတည်းကိုတမရကိုရန်တော်ဆူဒါနီရဲ့ဦးဆောင်မှုနဲ့ဝင်ရောက်စီးနှင်ရန်ပြင်ဆင်နေပါတယ်မနက်8 နာရီခန့်အချိန်ဖြစ်ပြီးကာမဲတယောက်အိယာကနိုးလာတာနဲ့မနက်စာစားနေရင်တန်းလန်းဆက်သွယ်ရေးဆက်ကိုယူပြီးတက်ဆင်လိုက်ပါတယ်အခန်းဝမှာအသင်းဆောင်နေတဲ့ဆူဒါနီတို့တပ်ဖွဲ့ဟာဘေးအခန်းကထွက်လာတဲ့အိမ်ရှင်ကိုအတန်မထွက်အောင်ဖမ်းခေါ်သွားပြီးအယ်လီရဲ့အခန်းထဲကအတန်ကိုနားထောင်နေကြပါတယ်ပုံမှန်အတိုင်းသူ့လုံသူလုံနေကြဖြစ်တဲ့အတွက်မော်စကိုကိုစတင်ရိုက်နေစမှာပဲအခန်းတကာဖျက်ဝင်လာတဲ့စစ်တပ်ကြောင့်ရေချိုးကန်းနဲ့အလင်းမြန်ပြေးဝင်သွားပါတယ်သူ့အတွက်နောက်ဆုံးအဆင့်နောက်ဆုံးအခြေအနေကိုရောက်လာပြီးမို့ပလင်းထဲကအစိတ်ဆေးပြားကိုတောက်ရန်ယူလိုက်ပြီးမဲ့စိတ်လှုပ်ရှားပြီးဆေးပြားလွတ်ကျသွားတာကြောင့်လိုက်ဆက်ယူနေစဉ်ဖမ်းဆီးခံလိုက်ရပါတော့တယ်အခြားစစ်သားတွေကလည်းအခန်းတွင်းဝင်နောက်ရှာနေပြီးဆူဒါနီကအနားရောက်လာကအယ်လီရဲ့လက်တွင်းကဆေးပြားကိုကန်ထုတ်လိုက်ပါတော့တယ်ပြီးတော့အယ်လီသတင်းပို့နေကြထိုင်ကုန်မှာဆွဲထိုင်ခိုင်းလိုက်ပြီးမျက်နှာကိုတက်တက်ကြီးကမင်းရဲ့ extreme mate တွေစီ game over ဆိုတဲ့သတင်းတစ်ခုပို့ရန်စေခိုင်းလိုက်ပါတယ်တနက်နဲ့ပါထုတ်ချိန်နေရကြောင်းရှေ့မှာရှိတဲ့မော်စကိုကိုလှိုင်းတန်အတူရှည်နဲ့တိကျတဲ့စကားလုံးတွေရိုက်နှိပ်ပြီးပို့ပေးလိုက်ပါတော့တယ်ဒီသတင်းသို့ကိုလက်ခံရရှိတဲ့သူဟာထိတ်လန့်စွာနဲ့မစ္စတာဂျေကော့ထံတွားရောက်ပို့ဆောင်ခဲ့ပါတယ်သမီးနှစ်ယောက်ဖြစ်တဲ့ဆိုဖီနဲ့ဆာရာတို့ကစားနေရကိုထိုင်ကြည့်နေတဲ့နဒီယာထံမာယာနဲ့ဒန်တို့သတင်းသို့ပြောရန်ရောက်လာကြပါတယ်မကောင်းတဲ့အငွေ့သက်တွေခံစားမိနေတဲ့နဒီယာဟာသမီးနှစ်ယောက်ကိုအိမ်ထဲဝင်ရန်ညွှန်ကြားလိုက်ပြီးဒန်ရဲ့ပါဇက်ကထွက်လာမဲ့စကားလုံးတွေကိုအသိရင်ဆိုင်နေလိုက်ပါတယ်ဆီးရီးယားနိုင်ငံရဲ့တမရဟာဖတ်ကလည်းသူလုံးဝထင်မှတ်မထားတဲ့သတင်းအတွက်ဆူဒါနီတို့များမှားယွင်းဖန်ဆီးမိသလားလို့ထပ်မံအတည်ပြုတဲ့အခါဆက်သွယ်ရေးပစ္စည်းတွေနဲ့လက်ပူးလက်ချက်မိတယ်ဆိုတာကြောင့်နှစ်နဲ့ချီပြီးလှည့်သားခံလိုက်ရတဲ့ Harvest တယောက်အယ်လီနဲ့ပတ်သက်ဆက်နွယ်သူအားလုံးကိုဖမ်းဆီးပြစ်ရန်အမိန့်ပေးလိုက်ပါတယ်အဲ့ဒီနောက်ဈေးဝယ်ပြီးပြန်လာတဲ့မာစီဟာသတင်းစာမှာပါတဲ့အယ်လီရဲ့ပုံကိုဖတ်နေစမှာပဲဖမ်းဆီးခံလိုက်ရပြီးဆယ်လီယာရဲ့ဖခင်ပရိဘောဂဆိုင်ပိုင်ရှင်အယ်လီနဲ့အတူနေဆက်ဖြတ်ကျော်လာမှုတဲ့တထေးကြီးမစ္စတာရှိတ်နဲ့တပ်ဆိုင်သူအားလုံးဖမ်းဆီးခံခဲ့ရပြီးဒမတ်စကတ်တစ်မြို့လုံးမှာလည်းနာမည်ကြီးစီးပွားရေးသမားတယောက်ဖြစ်တဲ့ကာမဲအာမင်တာဘတ်ဟာအစ္စရေးတရှိုတယောက်ဖြစ်နေတဲ့အကြောင်းဟိုးလေးတကြော်ဖြစ်သွားပါတယ်ဒီသတင်းဟာမိခင်နိုင်ငံအစ္စရေးထိပြန့်နှံ့လာပြီးဆီးရီးယားသမ္မတရဲ့အတွင်းလူတရှိုလုံနေတဲ့အယ်လီကြောင့်အံ့ဩစွာကြည့်နေကြပါတယ်အယ်လီနဲ့ပတ်သက်တဲ့လူပေါင်းအယောက်900နီးပါးဟာလည်းဖမ်းဆီးခံခဲ့ရပြီးဒီလိုပြစ်မှုအတွက်ဆီးရီးယားတို့ဘက်ကတညမှုမရှိနိုင်ဘူးဆိုတဲ့သတင်းကိုအယ်လီဝယ်ပေးခဲ့တဲ့ TV ကနေအယ်လီရဲ့သတင်းသို့ကိုမိသားစုကစောင့်ကြည့်နေခဲ့ရပါတယ်နဒီယာပြင်သစ်နိုင်ငံပဲရစ်မြို့မှာရှိတဲ့ဆီးရီးယားတန်ယုံကိုဒန်နဲ့အတူရောက်လာပါတယ်ဒန်ကတော့အစ္စရေးဝင်ကြီးချုပ်ဟာအယ်လီကိုပြန်ခေါ်နိုင်ဖို့အတွက်မြည်သည့်အပေးယူနေမဆိုလဲလှယ်မှာဖြစ်ကြောင်းဖြေသိမ့်နေပေမဲ့လက်ဘနွန်သတင်းစာအာရပ်သတင်းစာနဲ့အီဂျစ်သတင်းစာတွေမှာဆီးရီးယားသမ္မတကိုလူကြီးစရာဖြစ်အောင်ဝိုင်းရေးကြတဲ့အတွက်ဆီးရီးယားဘက်ကဘယ်နည်းနဲ့မှခွင့်လွှတ်မှာမဟုတ်ကြောင်းတည်ငြိမ်စွာနဲ့ပြန်ပြောပြနေပါတယ်များစွာစိုးရိမ်ပူပန်နေပြီးမစားမတော့နဲ့ပြင်သစ်အထိလိုက်လာတဲ့နဒီယာဟာစကားတခွန်းမှမပြောဘဲနှကန်းကိုတင်းတင်းစိတ်ထားပါတယ်တန်ယုံထဲကိုရောက်လာတော့စောင့်ဆိုင်မနေခြင်းနဲ့နဒီယာဟာဆီးရီးယားတန်အမတ်ရဲ့အခန်းကိုတအူးထဲဝင်သွားပြီးတကားကိုလော့ချကသူမနာမည်နဒီယာကိုဟင်ဆိုတာနဲ့ယောက်ျားဖြစ်သူအယ်လီကိုဟင်ကိုတရှိုမှုနဲ့ဖမ်းဆီးထားတာကြောင့်လာတွေ့တာပါလို့ပြောလိုက်ပါတယ်မီဒီယာတွေရှေ့မှာတော့အယ်လီအတွက်အတနာခံသူအဖြစ်လူမှုရေးရရှေ့နေထံမှာမိတ်ဆက်ပြောကြတဲ့အခါမှာတော့နဒီယာတယောက်မျက်ရည်မစဲနိုင်အောင်ဖြစ်နေပါတယ်အပိုင်းတရဲ့အစမှာအစ္စရေးဝင်ကြီးနဲ့စကားပြောဖို့ကြိုးစားခဲ့သူဟာလူမှုရေးရဌာနရှေ့နေဖြစ်ပြီးရဘီအန်ဒီဘိုဆိုတဲ့အဖိုးကြီးကိုဆီးရီးယားစစ်သားတွေလာရောက်ခေါ်ဆောင်ပြီးအယ်လီနဲ့ဘေးတွေ့တဲ့အခန်းပြန်ရောက်ခဲ့ပါပြီ။နီးမျိုးစုံစစ်ဆေးမေးမြန်းမှုတွေကြားတယ်။လက်သက်ခွန်အားလုံးကိုပါနှုတ်ယူခံရပုံပေါ်တဲ့အယ်လီဟာနဒီယာအတွက်နောက်ဆုံးဒေသန်းစာတစ်စောင်ကိုခြံခဲ့ပါတယ်။ပြန်ကြားရေးဝန်ကြီးစစ်ကတမရကိုယ်တိုင်ထုတ်ပြန်ခိုင်းတဲ့စာတစ်စောင်ကိုဖတ်ပြနေပါတယ်။နာမည်အရင်အယ်လီကိုဟန်ဆီးရီးယားမှာတော့ကာမဲအာမင်တာဘတ်အနေနဲ့လူသိများသူဟာနိုင်ငံတော်တစ္ဆာဖောက်မှုနဲ့ပြစ်မှုထင်ရှားတဲ့အတွက်ဆီးရီးယားရဲ့မာဂျက်ကွင်းပြင်မှာယနေ့1965ခုနှစ်မေလ18ရက်နေ့မှာပဲကွက်မြက်ရန်အမိန့်ချမှတ်ကြောင်းကြေညာလိုက်ပါတယ်။စစ်စေးမှာလျှက်စစ်တပ်တွေနဲ့ရှော့ရိုက်စစ်ဆေးခံခဲ့ရတဲ့ဒဏ်တွေကြောင့်အယ်လီဟာသူ့အမိရင်းကိုတော့မှတ်မိဖို့မနှဲကြိုးစားကလက်မှတ်ထိုးခဲ့ရပါတယ်။အဲဒီနောက်ဆီးရီးယားရဲ့အကျဉ်းထောင်ကနေကွက်မြက်ခံနေရာကိုသွားရန်သူ့ကိုခေါ်ဆောင်မဲ့ထရက်ကားပေါ်ချိနဲ့စွာတက်ရင်လိုက်ပါသွားခဲ့ပါတယ်။မာဂျက်ကွင်းပြင်ကိုရောက်လာတော့တရှိုးဆိုရင်အလွန်မုန်းတိကြတဲ့ဆီးရီးယားပြည်သူတွေဟာကားပေါ်ကဆင်းလာတဲ့အယ်လီကိုချက်ချင်းတပ်ပစ်လို့ကြောက်မက်ဖွယ်ဝိုင်းအော်နေကြပါတယ်။အဲဒီနောက်ကန့်သက်နယ်မြေအတွင်းဝင်ရောက်လာတဲ့အယ်လီကိုမှတ်တမ်းဗီဒီယိုတွေစလိုက်မီတွေနဲ့လူတွေအား
လုံးလာရောက်ကြည့်ရှုနေကြတဲ့ကြားကပဲကွမ်းမြတ်စင်ရှိရာကိုတဲမတ်စွာရှောက်သွားပြီးစိတ်ကိုတင်းကနောက်ဆုံးလက်ကျန်အင်အားနဲ့သူ့လက်ပင်ကိုစွန့်မဲ့ကြိုးကွင်းကိုစိုက်ကြည့်နေလိုက်ပါတယ်။ဆီးရီးယားဥပဒေရဲ့ပုံမှန်မျိုးစုံရေးထားတဲ့ဝစ်စုံဖြူကြီးတစ်ခုကိုဝစ်ဆင်ပေးပြီးတဲ့နောက်ကြိုးကွင်းကိုလက်ပင်မှာချိတ်ဆွဲကမျက်နှာကိုအဝတ်မဲနဲ့အုပ်ပေးဖို့ပြင်ပေမဲ့ညှင်းဆန်လိုက်ပါတယ်။အသက်ကိုခပ်ပြင်းပြင်းရှူပြီးတဲ့နောက်ကွမ်းမြတ်စင်ရဲ့မောင်းတန်ဆွဲတဲ့အတန်သာထွက်ပေါ်လာပြီးအရာအလုံးတိတ်ဆိတ်ငြိမ်သက်သွားပါတော့တယ်။သမရဟာဖတ်ကိုတိုင်ဝမ်းနေတာလားထိတ်လန့်နေရလားမသိပဲဆယ်လီဟာစစ်နဲ့မစ္စတာရှိတ်တို့ကလည်းစိတ်မကောင်းစွာနှုတ်ဆက်လိုက်ပါတယ်။အယ်လီကိုဟင်ရဲ့တတ်မဲ့ခန္ဓာကိုဒမတ်စကတ်မြို့ရဲ့မာဂျက်ရင်ပြင်မှာ6နာရီတိုင်ထိုအတိုင်းထားရပြသခဲ့ပါတယ်။1968ခုနှစ်ဆီးရီးယားအစ္စရေး6ရက်ကြာစစ်ပွဲမှာအယ်လီစိုက်ပျိုးခဲ့တဲ့ယူကလစ်ပင်တွေကြောင့်ဆီးရီးယားတို့ဟာရှယ်လက်စကန်နဲ့ဂါလန်တောင်ကုန်းတွေကို2ရက်အတွင်းလွယ်တကူသိမ်းပိုက်နိုင်ခဲ့ကြပါတယ်။အယ်လီရဲ့အလောင်းကိုအစ္စရေးကမိသားစုထံပြန်တောင်းယူတဲ့ကိစ္စဆီးရီးယားတို့ဘက်ကညှင်းဆန်ခဲ့သလိုယခုထိလည်းပြန်လည်တည်ခွင့်မပေးခဲ့တဲ့အတွက်ဇနီးဖြစ်သူနယ်ဒီယာဟာဆက်လက်တောင်းဆိုနေရဆဲဖြစ်ပါတယ်။သူ့အလုပ်သူလုပ်နေတဲ့အစ္စရေးတို့ကတော့ဆီးရီးယားကိုထပ်မံထိုးနှက်ဖို့အတွက်နောက်ထပ်အတော်သုံးတချို့တွေထပ်မံလေ့ကျင့်ပေးနေဆဲဖြစ်ပါတယ်။ဇလန်လေးကတော့ဒီလောက်ပါပဲဗျ။နောက်ဇလန်လေးမှာထပ်တွေ့ကြတာပေါ့။